ပဲနောက်ထပ်မှာပဲပေးယူလှုပ်ထားရတယ်မြပါဝါကြီးမြဖြူဖြူဝင်းပြန်ချိုးပေးထားတယ်လက်ကန်လာပြီဒီချိန်မှာတော့ရန်လိုင်းနယ်ဆက်ရဲ့နောက်တန်းအမားကနေတစ်ဆင့် ERFC တင်းအဖွင့်ကိုပွဲစားမှာပဲရရှိခဲ့ပြီပဲဖြစ်ပါတယ်ဖြူဖြူဝင်းရဲ့ပေးပို့မှုကနေစမ်းတော်တော်ကအမှားရင်းမရှိကန်သွင်းဆုံးသက်ပြီးတော့ ERFC တင်းအတွက်ဥဆောင်ကိုတော့စတင်ပြီးတော့ရရှိခဲ့ပြီပဲဖြစ်တယ်မြပွဲစား3မိနစ်မှာတွေက ERFC တင်းဂိုးကိုမရှိဆိုတဲ့ရလက်တစ်ခုနဲ့ရန်လိုင်းနယ်ဆက်အတင်းကိုစတင်ပြီးတော့ဥဆောင်ခဲ့ပြီမြရန်လိုင်းနယ်ဆက်ကနေတစ်ဆင့်ကိုရယူထားနိုင်တာဖြစ်တယ်လို့အခုတောင်းကန်မောကနေလဲကိုဖန်တီးပေးနိုင်မလားဆိုတာကတော့ပြောနေရင်နဲ့ဂိုးသွားပြီပဲဖြစ်ပါတယ်ဟုတ်ပါတယ်အခုဆိုလို့ရှိရင်တော့ပွဲကစားချိန်26မိနစ်အရောက်မှာပဲဖြူဖြူဝင်းရဲ့ပေးပို့မှုကနေတစ်ဆင့် ERFC တင်းနောက်ထပ်သွင်းကိုတကူကိုထပ်မံပြီးတော့ရရှိခဲ့ပြီပဲဖြစ်ပါတယ်ဒီမှာကိုသွင်းသွားတဲ့ကစားသမားကလည်းအဖွင့်ကိုသွင်းပေးခဲ့တဲ့စမ်းတော်တော်ပဲဖြစ်ပါတယ်ဖြူထွေးပြန်မဲ့ကစားသမားကိုပေါင်ကြားတွေကထည့်ပြီးတော့ထွက်လာတဲ့ဘောလုံးကိုဒီရထဲမှာအသင်းရှိနေခဲ့တဲ့စမ်းတော်စီကိုပေးပို့ခဲ့တာပဲဖြစ်ပါတယ်ဖြူဝင်းရဲ့ပေးပို့မှုကလည်းတိကျခဲ့ပြီးတော့ဒီဟာဒီမှာစမ်းတော်အတွက်10ဂိုးမြောက်သွင်းဂိုးဖြစ်တော့ဖန်တီးပေးနိုင်ခဲ့တာပဲဖြစ်ပါတယ်ဖြူကျော်ဘယ်ချိန်နဲ့ပဲကိုရီးယားတို့ဒီချိန်မှာတော့နောက်ထပ်တစ်ချိန် ERFC တင်းသွင်းကိုရရှိခဲ့ပြီပဲဖြစ်ပါတယ်။ကစားချိန်ကတော့မိနစ်30ကိုကျော်လာခဲ့ပြီပဲဖြစ်ပါတယ်။လက်ရှိမှာတော့ ERFC အသင်းအနေနဲ့3ဂိုးဂိုးမရှိဆိုတဲ့ရလက်တစ်ခုနဲ့ရန်လာနယ်ဆက်အသင်းကိုတော့ဥဆောင်ပြီးတော့ပြပြတသားကိုကစားနေခဲ့ပြီပဲဖြစ်ပါတယ်။ဒီမှာတော့စမ်းတော်တော်ကစားချိန်မိနစ်30အရောက်မှာပဲဒီနေ့ပွဲစဉ်အတွက်သူ့အတွက်3ဂိုးမြောက်အသွင်းကိုတော့သူ့ပေးခဲ့ပြီပဲဖြစ်ပါတယ်။ဒါကြောင့်မလို့သူမရဲ့အသွင်းကိုကတော့လက်ရှိဘလုံးရသည်အတွက်17ဂိုးထိရှိသွားခဲ့ပြီပဲဖြစ်ပါတယ်။စမ်းတော်ချစ်ဖြူဝင်းတိုက်စစ်ကိုပြန်လဲပြီးတော့မတင်ထားခဲ့တာဖြစ်ပါတယ်အခုတော့ဖြူဝင်းပဲတိုက်စစ်ကိုပေးရတယ်ARတင်းတိုက်စစ်ကစားသမားစမ်းတော်အတင်းအတွက်ဥဆောင်ကိုရရှိသွားခဲ့ပြီလည်းဖြစ်ပါတယ်ဖြူဝင်းရဲ့ပေးပို့မှုတော်တော်လေးကိုကောင်းမွန်ခဲ့ပြီးတော့စမ်းတော်ရဲ့တိကျတဲ့ဂိုးပေါက်ကန်သွင်းမှုက ARတင်းကတော့ပွဲချိန်မိနစ်12မိနစ်လောက်အရောက်မှာတော့ဥဆောင်ကိုစတင်ပြီးတော့အတွင်းရရှိသွားခဲ့လည်းဖြစ်ပါတယ်ဒီနေ့ပွဲစဉ်ကအရေးကြီးတဲ့ပွဲစဉ်ဖြစ်တာနဲ့ညီတည်ရဲ့မားကိုတည်စောင့်နေနေတဲ့နောက်ထပ်ရဲ့ပေးပို့မှုဖြူဝင်းရဲ့အကောင့်မြင်လာတဲ့ဖန်တီးပေးပို့မှုတွေကနေပြီးတော့စမ်းတော်အပိုင်နိုင်ပဲဥဆောင်ကိုအတင်းအတွက်သွင်းယူပေးသွားနိုင်ခဲ့တာလည်းဖြစ်ပါတယ်ဖြူဝင်းရဲ့ပေးပို့မှုကနေပြီးတော့စမ်းတော်သွင်းယူခဲ့ရမှာတော့ကိုသမားဘလို့မှမကဝယ်နိုင်ခဲ့တာဖြစ်ပါတယ်